ကိုမုန်းပြီးတော့မချေမနှက်ရင်ထဲကမချေမချမ်းဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရှိနေပြီဆိုလို့ရှိရင်ဘာနဲ့ဖြေဖြောင်းရမလဲဆိုတော့မြတ်စွာဘုရားနိလန်၅သွဲပြီးခဲ့တာဖြစ်တယ်ပေါ့နော်နိလန်၅သွဲကပထမအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာခိုင်မာအောင်တည်ဆောက်ပါသူရဲ့အကျိုးစီးပွားကိုစဉ်းစားပါမုန်းစရာတွေကိုမတွေးနဲ့ဆိုပါတော့လူတယောက်ဟာမေတ္တာကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုရှာကြည့်ကောင်းတာလေးကိုရှာကြည့်ကောင်းဘက်ကိုရှာမေတ္တာကိုပွားလို့ဆိုတဲ့အတိုင်းကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားလိုက်ရလူတိုင်းကအဆိုးကြီးမဟုတ်ဘူးအကောင်းတွေရှိတတ်သေးတယ်အဆိုးတွေကိုမေ့ထားလိုက်အကောင်းလေးကိုကြည့်ပြီးမေတ္တာရအောင်သူ့ရဲ့အပေါ်မှာမေတ္တာတက်ဖြစ်အောင်ကိုယ့်ရဲ့ထဲမှာမေတ္တာပြိုးပါလို့ဆိုလို့သူ့မေတ္တာပို့တာမဟုတ်ဘူးတော့လူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းနေတာပြောတာမဟုတ်ဘူးကိုယ့်ရဲ့ထဲကအမုန်းတရားပြောက်ဖို့ရအတွက်မေတ္တာတက်တည်ဆောက်တာနော်အဲ့တော့တည်ဆောက်တဲ့အခါမှာကိုယ့်ရဲ့ထဲမှာပဲတည်ဆောက်သို့သောအာယုပြုတဲ့အနေနဲ့ကတော့ကိုမုန်းတဲ့ပုဂ္ဂိုလ်အာယုပြုပြီးတော့သူ့ဘောမှာမုန်းတဲ့စိတ်ပြောက်သွားအောင်ကိုယ့်ရဲ့ထဲမှာမေတ္တာတည်ဆောက်ပါလို့ဆိုပြောတာအဲ့တော့မေတ္တာတည်ဆောက်တဲ့အခါမှာတည်ဆောက်ဖို့ရခက်နေတယ်ဆိုလို့ရှိရင်သူဘယ်တော့မှတော့ငါ့ကိုခုခဲ့ဘူးလားပဲငါ့ကိုထင်လွဲလို့ပြောတာနေမှာပါဟောထင်မြင်လွဲလို့ငါ့ကိုလောက်တာနေမှာပါငါ့ကိုအရင်တော့ဘယ်တော့မှမဆဲဘူးအခုထင်လွဲပြီးဆဲတာနေမှာပါဆိုပြီးတော့ကောင်းတဲ့အကွက်ကလေးသူဘယ်နေရာမှာတော့ကောင်းတယ်ဒီလူကလူတော်ပါပဲနဲ့ဆိုကောင်းတဲ့အကွက်ကလေးတွေကိုတွေးပြီးတော့သူ့ပေါ်မှာမချစ်တတ်တဲ့စိတ်တွေပြောက်အောင်လုပ်ပါအရေးကြီးဆုံးကကိုယ့်ရဲ့နဲ့ကမချစ်တတ်တဲ့စိတ်ပြောက်အောင်လုပ်ဖို့ပဲအရေးကြီးဒီလိုဆိုရတယ်နော်အဲ့တော့အမုန်းတရားဟာမချစ်တတ်တဲ့စိတ်တွေပြောက်သွားပြီးတော့သူ့ပေါ်မှာသိခံတဲ့ခွင့်လွှတ်ခြင်းဆိုတဲ့စိတ်တွေသဘောထားတွေပေါ်လာပြီးဆိုရင်ကိုယ့်ဘက်ကအနိုင်ရလိုက်ပြီလို့ပြောတာသူ့ပေါ်မှာကလေးစားချေမဲ့စိတ်တွေမရှိတော့ဘူးရှင်တဲ့နှလုံးထဲမှာအေးချမ်းသွားပြီဟုတ်ပြီမေတ္တာနဲ့လုံးလို့အောင်မြင်သွားပြီဆိုရင်အောင်မြင်မှုတစ်ခုရသို့တော့အမုန်းတရားဟာမေတ္တာနဲ့လုံးလို့မအောင်မြင်ဘူးဆိုရင်နောက်ဒီလမ်းတစ်ခုသုံးချမေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့ပေါ်မှာအကျဉ်းနာကရုဏာထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲလို့ဆိုရင်ဒီလူဟာအခုလိုလူ့ဘဝရောက်နေပြီမဲ့တော့သူ့ရဲ့စိတ်တွေသဘောထားတွေရတည်သွားတာနဲ့အပင်ငယ်ရောက်မဲ့လူပဲတဏှာဆရာသရဝပဲငါသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးเสียမလို့သူကသူဒုက္ခရောက်မဲ့လူဖြစ်တယ်အတော်တဏှာဆရာကောင်းတဲ့သရဝပဲလို့ကရုဏာထားလိုက်ပါတဲ့အဲ့လိုကရုဏာထားရင်ရှင်တွေကအမုန်းတရားပြောက်သွားနိုင်တယ်စัจ jaya မှာတော့တာလေအိမ်ပြန်တဲ့အခါမှာလက်တွေ့သုံးချအိမ်ပြန်တဲ့အခါမှာလက်တွေ့သုံးချလူတွေကမေတ္တာပွားဖို့ခက်ပေမဲ့လို့ကရုဏာထားဖို့ကြတော့ကိုကအပေါ်စီးယူတဲ့သဘောဖြစ်နော်အပေါ်စီးယူတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်တဏှာထိုက်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့တဏှာပေးလိုက်ပါလို့ဆိုတော့တယ်ပေါ့အဲ့ဒီလိုတဏှာချင်တာတဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်လည်းပဲအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲ့ဒီလိုမှမပျောက်ဘူးဆိုလို့ရှိရင်နောက်တနည်းကဥပိ္ပခာထားလိုက်ပါဥပိ္ပခာလို့ဆိုတာဘာလဲဆိုလို့ရှိရင်ချစ်ချင်းပုံချင်းကင်းပြီးတော့ကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်သဘောမျိုးနော်တကူတော့ငါနဲ့သိတာမှမဟုတ်ဘူးကိုယ်ကတော့လည်းငါနဲ့သိတာမှမဟုတ်ဘူးအခုမှတွေးကြတာပဲသူကသူပါပြောသူနဲ့ငါနဲ့သိတာမှမဟုတ်ဘူးဆိုရင်ဥပိ္ပခာနဲ့ထားလိုက်ချ
ချစ်ချင်းမုန်းကြီးကင်းတဲ့ဥပ္ပခါနဲ့နေလိုက်အဲ့လိုနေလိုက်လို့ရှိရင်ရင်ထဲကဘုံတရားပြောက်သွားတယ်အဲ့ဒါနဲ့မပြောက်ဘူးဆိုလို့ရှိရင်ဘာလို့အတ္တိအမတတိကာရလေးနံပါတ်ဒီစနစ်ကိုရဆော်ကြတယ်ပေးပြလိုက်ပါဥစ္စေနာပေးလိုက်ပေးနေတော့အောက်ထဲမှာရောက်လာမှာမဟုတ်ခေါင်းထဲရောက်မှဒေါသထွက်တာကိုနော်ဘယ်ရပဲဖြစ်ဖြစ်တတိယတဲ့အခါမှာဒေါသဖြစ်တာအဲ့တော့ခေါင်းထဲမှာမထားနဲ့ပေးပြလိုက်ဘယ်တော့မှစိတ်ထဲမရောက်စေနဲ့ဒီအကြောင်းအရာကိုလုံးဝပေးထားလိုက်တချို့ကိစ္စကြတော့မိလို့ကိုမရဘူးဆိုတာလည်းရှိသေးတယ်လာသေးတာနော်မိလို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်ဖြစ်တစ်ခုဆိုလို့ရှိရင်ဘာလို့ရမလဲနောက်ဆုံးလက်နဲ့ကဘာလို့ရမလဲဆိုတရားတစ်ခုကတစ်ခုဖြစ်သည့်အတွက်ကြောင့်သူလည်းသူကနဲ့သူသွားမှာငါလည်းငါကနဲ့ငါသွားမှာတို့ရံဖြစ်နေလို့ဘာအကျိုးရှိပါလဲငါလည်းကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလည်းသူကအတိုင်းသွားမှာပဲငါလည်းငါကအတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါကမ္မတက္ကသတ္တတရားဝါရီဆိုတာသူကံနဲ့သူဖြစ်ကြတာမုန်းနေလို့လည်းအပူပဲရဖြစ်နေလို့လည်းအပူပဲလို့အဲ့လိုဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ပြောက်သွားပါလိမ့်မယ်တို့ဟောမြတ်စွာဘုရားကပေးတဲ့ဒီလန်၅သွဲအာဂတပฏิဝိနည်းသုံးပါမြတ်စွာဘုရားပေးတဲ့ဒီလန်၅သွဲနော်